အားလုံးပဲမင်္ဂလာပါနော်ဒါတော့ပြည်မင်းသမီးရဲ့နော်ဒီတစ်ပတ်စာမှာတလားပိုင်း9ရက်နေ့တနင်္လာနေ့ရရင်ပြီးတော့တလားပိုင်း9ရက်နေ့နော်တောက်ကြနေ့အထိပါနော်ချမေဆွေတို့နော်ဒီ channel လေးရရင်ပြီးတော့ပြန်လဲကြိုးစိုးလိုက်ပါတယ်ဗျာနော် subscribe မနေရသေးရင်ဒီ channel လေးမှာ subscribe နေထားပေးပါနော်ဒီရှုသူတယောက် channel ကိုလည်းကျေးဇူးတင်ပါတယ်ဗျာနော်ဒါပြည်မင်းသမီးရဲ့နော်တစ်ပတ်စာနော်ခဏနေပါနော်ဒီချာလေးကြည့်လို့ကောင်းလုပ်ပေးထားပါတယ်ဗျာလိုအပ်ချက်တွေရှိရင်လည်းအာမနာတဲ့အကြံပြုနိုင်ပါတယ်ဗျာနော်ဒါကျွန်တော် channel လေးရရင်ချစ်ဝေးစီတို့တဲ့အပတ်စဉ်တင်ပေးပါမယ်ဗျာနော်စောင့်မျှော်ကြည့်ရှုကြပါဗျာကြိုးစားပြီးတော့အပတ်စဉ်တင်ပေးပါမယ်ဗျာဆိုစီဒီရအောင်လေကျွန်တော် channel လေးရရင်ပြီးတော့အားလုံးကိုတင်ပေးပါမယ်subscribe နှိပ်ထားသေးရင်တော့ဒီ channel လေးကိုခုအသစ်တွေအနေနဲ့ subscribe နှိပ်ထားပေးပါနော်ဘာမှအသစ်တွေကိုအနေနဲ့အကုန်လုံး subscribe နှိပ်ထားပေးပါဗျာနော်အကုန်လုံး okay လေးလည်းမှန်ထားခဲ့ပါနော် note လေးနှိပ်ထား note ခေါင်းလုံးလေးနှိပ်ထားရင်လည်းနှိပ်ထားတဲ့အကြောင်းလေးပြောခဲ့ပေးပါဗျာနော်ဒီ channel လေးကိုနော်အားပေးကြည့်ရှုပြီးတယောက်ချင်းဒီတောင်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နော်ဒါတက်နိုင်လို့ကျွန်တော် channel ရင်ဒါအစောစီးဆုံးတင်ပေးတာပါနော်အခြား channel တွေလည်းစောစောရပါတယ်ဗျာနော်အပိတူတယောက်ချင်းဒီတောင်လည်းကျေးဇူးတင်ပါတယ်နော်ချမေဆွေညီကိုမောင်နှမတွေအတွက်နော်အများတန်းဒီ channel လေးကိုအားပေးကြပါကြည့်ရှုပေးကြပါလို့ပြောချင်ပါတယ်ဗျာနော် subscribe နှိပ်မထားသေးရင်လည်း subscribe လေးကိုနှိပ်ထားပေးပါဗျာနော်ဒါပြီးမင်းသမီးရဲ့ကပ်ပါနော်တပတ်စာကပ်ပါနော်ပြီးမင်းသမီးရဲ့တပတ်စာကပ်ပါနော်ဒါအများတန်းတင်ပေးပါမယ်လို့နော်အကုန်လုံးနော်စောင့်မျှော်ကြည့်ရှုအားပေးကြပါလို့နော်ဒါအရင် channel အဟောင်းလေးကတော့မရှိတော့လို့ဒီ channel အသစ်ကလေးကိုနော် channel အသစ်လေးတိုင်ပြန်ပြီးတော့စပြီးပြောင်း run အောင်လို့နော် subscriber နည်းနေသေးလို့နော် subscriber လေးများလာအောင်နော် channel လေးကိုလက်မလေးနှိပ်ခဲ့ပေးပါ subscribe လေးနှိပ်ထားပေးပါနော်ဗမ်းမကြည့်ရင်လည်း comment လေးမှတ်ထားပေးခဲ့ပေးကြအောင်ကြာဒါပြည်မင်းသမီးရဲ့နော်ကလေးအစောစီအဆင်ပြေအောင်နော်ကြည့်ရအဆင်ပြေအောင်တင်ပေးလိုက်ပါနော်လိုအပ်ချက်များရှိရင်လည်းကြံပေးပါလို့ပြောချင်ပါတယ်နော်လိုအပ်ချက်ကလေးရှိရင်လည်းကြံပေးပါနော်ပြောပါနီလန်းလေးနော်ကိုကြည့်ရတာအဆင်မပြေဘူးလားပြေသလားလေးတွေပြောခဲ့ပေးပါနော်တက်နိုင်ဆုံးတော့ပြင်ပြောင်းလဲပြီးတော့ပြန်ပြီးတော့ဗီဒီယိုလေးကိုဖန်တီးပေးပါမယ်ဗျာနော်အဆင်ပြေလေးနော်ပြောခဲ့ပေးပါအဆင်ပြေအောင်လဲကြိုးစားပြီးတော့လုပ်ပါမယ်နော်ကျွန်တော်ပြောသလိုပဲ subscribe နဲ့ထားပေးပါနော်လက်မလေးလည်းဗမ်းကြည့်နှိပ်ခဲ့ပေးပါနော်လက်မ subscribe လေးနှိပ်ပြီးတော့ note ခေါင်းလုံးလေးမှာလည်း all ဆိုတာလေးကိုနှိပ်ဖိထားပေးပါနော် comment လေးလည်းမှန်ထားပေးခဲ့ပါဦးဗျာအားလုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကြည့်ရှုသူတယောက်ချင်းဒီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော်အားလုံးအတွက်အကောင်းဆုံးတင်ဆက်ပေးသွားပါ